Nanali gong chong beyond the lowly sins at a who ye, who tiari ato de winari jores or comma, the Mari Ari pit a Waria Ari net ato jara, no? That's why Viane Chonduila kama, Dika, Pina, Dika Puja, Pina Uzi view what Pawari, the Tamari Swari, ten then, mitten then, no? No, Pina never the lie, there is a Pia. Mali Biole, the Tawawa de Ali Nebula, dimension young cheat, the Tawawa dimension cheat. Tao universal dimension ji. Jia miya ma neya sendora tabawa be. Dame yego piensa mujara pyubin yare ato yare. Laga bama maya. Ai daimere mino seko jirain tha ji de. Akudo be pye li mere. Loba doda moha be. Kudo phit pho ja pyubin yare ato yare. Mino khana ko de bama ma pyubin ne kwa de. Hlou let ma lou ne ngin ngin li ne de. Mino khana kaung la so la tu tabawa apya li me. Ai khana ko le ko ma lou phe ngin ngin li tha yin dukha pya ma la dukha pya ma. Dukha wina bama lo sam lo tabawa deya be. Ai do jinaro ma dukha ya bo ba lo da pyu yin ya ho be sang lai di be sang lai yet pi lai thai pi lai ye chiu pi lai twa lai pi lai a akong lou pi ne ya ba phit lo le dukha ya aung lo ya. Da mo lo jinaro pyu yin ya de a thuk ne sa wit ne ye so da di khana sin lo chwe pi ne ya de di khana sin lo wit pi ne ya de di khana sin lo sa sia lo pi ne ya de di khana sin ye lo ma myin bu khu a jinaro di khana kaung ne sa sia ma chi lo sin ya da khana kaung ne noဘာလို့ဆင်းရတာစားစရာမရှိလို့ဒီခန္ဓာကောင်းတယ်နော်နေစရာမရှိလို့ဒီခန္ဓာကောင်းတယ်ဝိစရာမရှိလို့အမြင်ပြောင်းတာ dimension ဆိုတာတရားအထုတ်တယ်ဆိုတာဒီလို dimension ပြောင်းပြောမှန်မှန်ကန်ကန်မြင်လာတာမတွေးမဝေပဲဒီဟာနဲ့ဒီခန္ဓာကြီးကောင်းတယ်ဘာမှလုပ်ပေးစရာတောင်မလိုနေစရာလည်းလုပ်တယ်မလို့ဘယ်နေရာနေနေရတယ်မိုးရွာလည်းပြဿနာမရှိဘူးနေဘူးလည်းပြဿနာမရှိဘူးအဲ့တော့ဒီခန္ဓာမကောင်းလို့ကျွန်တော်တို့ကဟိုမှာကိုရှုပကံကြီးပေါ့ဒီလိုထင်းနေတာအထီးကိုမခံနိုင်ဘူးကျွန်တော်တို့ကအဲ့တော့အမှန်တော့အထီးမခံနိုင်တာကိုကောင်းတာမဟုတ်ကိုတိုင်းကမကောင်းတာအထီးကိုမခံနိုင်တာကိုမကောင်းတာမပြုတ်ပြင်မဲ့ထားရင်ဒုက္ခဝေဒနာသဘာဝပဲဟုတ်ပြုတ်ပြင်မှာပါရတာဒုက္ခရတာဒါပေမဲ့စိတ်ထဲမှာတော့တရားအထုတ်တယ်မှာတရားထိုင်ခိုင်းတယ်ပေါ့ဗျာကျွန်တော်တို့ကမလုံးနဲ့မလို့တော့နာအကြတော့နာတာပေါ့ဗျာနာတော့ဘာလို့ချင်တာဟိုပဲလေးဆန်းလိုက်ဒီပဲလေးဆန်းလိုက်စိတ်ကဘလို့ထင်လဲသိလားဒီရိတ်တာတော်တော်စိတ်ခန့်ချက်တာပဲတို့ပြင်းတော့မပြင်းရဘူးအမှန်တော့ဒီခန္ဓာရဲ့သဘောအမှန်သိသိကျွန်တော်မပြုတ်ပြင်မြင်ပါတော့ဆင်းရဲကြီးပဲမင်းအခုဘာလုပ်နေတာမင်းချမ်းတော်ကဘာလုပ်ပြတာမင်းရတဲ့ခန္ဓာကြီးကမကောင်းဘူးမင်းဘာလုပ်နေတာပြုတ်ပြင်နေရတာအဲ့ဒါကိုမြင်အောင်ကြည့်ခိုင်းတာဒါပေမဲ့အဲ့ဒါမြင်တာလားရိတ်တာကိုပြစ်တင်တာလားစိတ်ခန့်တော်တော်ကြီးတယ်မြင်ရဘူးအဲ့ဒါပဲစလွဲတာပဲဘာလွဲနေလဲဆိုတာအဲ့တော့ဝေဒနာနဲ့ပတ်သက်ပြီးတော့အမှန်မမြင်မှုဖြစ်နေဒီဝေဒနာရဲ့သဘောကိုစပြီးတော့နားလည်လာတာအဲ့တော့တကယ်တမ်းကျွန်တော်ကဒုက္ခဝေဒနာခန္ဓာပါလာပြီးတော့ပြုတ်ပြင်းနေလို့ဒုက္ခရတာမျက်နာသက်သွားတိုင်းမနဲ့အိယာဓာတ်နဲ့ညံတကုတ်နေကုန်ဒီခန္ဓာကိုပဲဒုက္ခရအောင်ပြုတ်ပြင်းနေသိသွားပြီစာဝတ်နေရေးဆိုတာလေပါဇက်ကပြောတာဒီခန္ဓာဆင်းရဲလို့စားစရာဝတ်စရာနေစရာပတ်စံရှားနေရတာဒီခန္ဓာအတွက်ပဲဆင်းရဲတက်တအောင်ပဲလှုပ်ရင်းနဲ့ဘဝတစ်ခုတည်သွားတာအဲ့အလုပ်ပဲလို့ဒီခန္ဓာဆင်းရဲသက်တာပေါ့အလုပ်ပဲလုပ်ပြီးပြုစုရင်းနဲ့လက်ထိုးရင်းနဲ့တည်သွားတာဘဝမှာလက်ထိုးရင်းနဲ့ပဲအဲ့လှုပ်လို့ရင်တည်သွားတာအဲ့လိုလားအဲ့လိုမမြင်ဘူးလားကိုယ်စိတ်ကိုလက်ထိုးတာကောင်းလားမကောင်းဘူးလားအဲ့လိုတော့တည်တာပဲနော်အဲ့တော့ကိုယ်ခန္ဓာကိုယ်ကြီးလက်ထိုးရင်းနဲ့ဒီဘဝတည်သွားတယ်လို့အဲ့လိုခံစားဘူးလားအဲ့အခုဘာလို့ခံစားတာငါကောင်းတယ်မင်းကမကောင်းတာယာသူတို့ကမကောင်းတာဒီလိုပဲသူများပဲ blame လုပ်ပြီးတော့ကျွန်တော်တို့ကနေသွားတာလေငါကောင်းတယ်မင်းတို့မကောင်းလို့ဆိုတာဒါပဲဖြစ်နေတာပေါ့နော်အမှန်မမြင်နိုင်ဘူးပြုတ်ပြင်ပေးမှာဒုက္ခရတာမပြုတ်ပြင်ဒုက္ခပဲအဲ့မှာကျွန်တော်စဘာသိသွားတာလဲဆိုကျွန်တော်ပြောပြမယ်လောကမှာချမ်းသာတော့ရှိကုန်မရှိဘူးဆိုတာသိသွားဘလို့သိရသိပ္ပံပညာကျွန်တော်ပြောပြမယ်ပူရာနဲ့အေးတာရှိတယ်ထင်းနေတာအေးတာဘယ်တော့မှမရှိဘူးအပူပဲရှိတယ်အပူရော့သွားတာကိုပဲအေးတာ0 ဒီဂရီကိုအေးတယ်မလို့နဲ့ -200 ဆိုရင်0 ဒီဂရီကပူနေတာအဲ့တော့ပူတာပဲရှိတယ်အပူရော့သွားတာကိုပဲအေးတယ်ဒါသိချစဉ်းစားမှာကျွန်တော်တို့လက်မှတ်တာချမ်းသာတော့မရှိဘူးဆင်းရဲရော့သွားတာကိုပဲချမ်းသာဒီခန္ဓာကြီးကဆင်းရဲတာဒီခန္ဓာကြီးဆင်းရဲကြောင်းဟုတ်ပါလို့ထိုင်ကုန်လေးနဲ့ထိုင်ရတယ်ဆိုဖာလေးနဲ့ထိုင်ရတယ်ဒီခန္ဓာကိုကားစီးရလို့ချမ်းသာတာမို့ခြေကျင်သွားတဲ့ဆင်းရဲရော့သွားတာကားစီးရလို့ချမ်းသာလို့ကားပေါ်မစင်းနဲ့အပတ်စင်းနေပါလားလို့အဲ့တော့ကားပေါ်ထိုင်စီးရတာလည်းဆင်းရဲပါတယ်ဟိုအိတ်စိန်လေးနဲ့စီးရမကောင်းဘူးလားကားပေါ်မှာအိတ်စိန်လေးနဲ့လေစားတာတော့ကိုယ်စားတာဆင်းရဲပါတယ်ပိုက်လေးနဲ့ထည့်ပြီးတယ်မချမ်းသာဘူးလားအိမ်သားတွေပဲသွားဆင်းရဲပါတယ်ပိုက်လေးနဲ့ထုတ်ပြီးတယ်မကောင်းဘူးလားအဲ့တော့အသက်ရှူရတာဆင်းရဲပါတယ်ဆက်လေးနဲ့ရှူပြီးမကောင်းလားဆင်းရဲတွေမသက်သာဘူးလားကျွန်တော်တို့စဉ်းစားပုံတွေပေါ့နော်ချမ်းသာတာမရှိဘူးဆင်းရဲသက်သာတာပဲ
ချမ်းသာတယ်လို့ဒီလိုနားလည်လာတာမှန်ကန်တဲ့မြင်ဒီနှစ်ခုနဲ့ကိုဘဝတစ်ခုကိုပြောင်းလဲစေတယ်ကိုယ့်ကိုယ်ကိုအခုကလူတွေကဘာလို့လုပ်နေချမ်းသာခြင်းလို့လုပ်ချမ်းသာခြင်းလို့ပက်ဆန်နေရှိုင်းနေအဲ့ပက်ဆန်တွေကပဲသူ့ကိုဝိတ်ပြန်ပြီးသွားသူစင်းရဲတကယ်မရောအဲ့ချမ်းသာတဲ့လူတွေတော့ကြည့်ချမ်းသာခြင်းလေချမ်းသာခြင်းလေလုပ်လေပက်ဆန်တွေကလိုလေရှိသွားလေအဲ့ပက်ဆန်တွေဘယ်ထားမှမသိလေဒီပက်ဆန်သူ့ကိုဝင်တော့ဝင်ဖို့ပြန်ဖြစ်သူစင်းရဲမရောသူအဲ့လိုချမ်းသာခြင်းအဲ့ဒါကိုပဲချမ်းသာတယ်လို့သူသိတယ်ချမ်းသာကိုအရှိထင်မှာခုပါဖြစ်တယ်တအားကြိုးစားကြတာတရားရမယ်ထင်ပြီးတော့တရားရတာမဟုတ်ကိလေသာတွေပဲစွန့်လိုက်တာကျွန်တော်အခုရကျင်တဲ့အတိုင်းပဲရှိရကြလို့တအားပင်ပန်းတာမစွန့်တဲ့အတိုင်းပဲရှိရကြရင်ပြီးစွန့်သွားရုံပဲပြောချင်တာအေးစေးပဲချမ်းသာကိုလိုချင်တဲ့လောဘတွေပြားတယ်လို့စင်းရဲရွတ်အောင်လုပ်မယ်ဆိုဒီလောက်မလို့မှန်ကန်တဲ့အမြင်တစ်ခုရတာဒီလိုနားလည်လာမှာပါနော်တရားဆိုတာဒီလိုလေးနားလည်နေကိုနေရထိုင်ရတာတော်တော်အစဉ်ပြေးနေပါပြီပြောချင်တာကျွန်တော်တို့ကဒီကနေကြမှာသွားကျင်တော့ဝေးနာကိုဖြစ်ပျက်ရှုပြီးတော့ဖြစ်ပျက်မြင်ဖြစ်ပျက်မုံဖြစ်ပျက်ဆုံးတိုင်းဒါလွတ်မြောက်ရာကိုရောက်သွားမှာအဲ့တော့ဘဝနေနည်းနဲ့ဘဝလွတ်မြောက်နည်းပေါ့နော်ဒါပေမဲ့ဝေးနာကိုအမှန်သိဖို့လိုတယ်ဒါအဲ့တော့ဝေးနာကိုအမှန်သိဖို့ဆိုတာကဒါအခုဝေးနာကိုအမှန်သိတဲ့ dimension ကိုပြောလိုက်တာအမှန်တော့ဝေးနာကိုဝေးနာလို့ကိုမသိသေးဘူးကျွန်တော်ဝေးနာကိုဘာလဲကိုမသိအဲ့တော့ကျွန်တော်ဘယ်လိုသိခဲ့လဲဆိုရေခဲတက်တာတော့ဖွင့်ကြည့်နေသိခဲ့တယ်ဘိုက်ဆရာတော့ရေခဲတက်တယ်လေးတော့ဖွင့်မုံလေးတွေရှိတာကိုတော့ကြည့်တာပေါ့ဘာမုံစားရင်ကောင်းမလဲပေါ့မပြောဘဲနဲ့လည်းမုံရွေးတာပေါ့မုံရွေးရင်လည်းကျွန်တော်မုံရွေးတာမဟုတ်ဘူးဝေဒနာရွေးနေပါလားလို့စမြင်တော့တယ်နင်းလားဘာရွေးတာဝေဒနာရွေးတာကော်ဖီလေးတောက်ပေါင်းဆိုဘုရားတိုက်တာစေနာတိုက်တာအခုနားလဲနေဘုရားနားလဲတာတညာနားလဲတာမုံရွေးတာပေါ့ဘာရွေးတာဝေဒနာရွေးနေတဲ့သူသိရတယ်အခုကကျွန်တော်ဝေဒနာတွေကြိတ်မိတ်ခံပြီးတော့ကောင်းတာနဲ့လည်းတွေ့တော့ဝေဒနာပဲရောက်နေလို့ကြိတ်တော့တာပဲစားတော့တာရွေးတော့တာပဲရွေးလဲဝေနာရွေးလို့မသိပါဘူးမြန်မာလူကအဖြေကပါပြီးသားဘာစားရင်ကောင်းမလဲရွေးတာမုံရွေးတာမဟုတ်ကောင်းမလဲပဲအဓိကရွေးတာမုံနေရရှိတွေကိုလိုက်ရွေးတယ်တော့မုံကအဓိကမဟုတ်ကောင်းမလဲအဓိကဝေနာရွေးတာငါမုံရွေးတာမဟုတ်ဝေနာရွေးနေပါလားလဲမြင်လိုက်ရောသိသွားပြီဒီဟင်းကိုကြိုက်တာမဟုတ်ဒီဟင်းကပေးတယ်ဝေနာကိုကြိုက်တာဒီရုပ်ရှင်ကိုကြိုက်တာမဟုတ်ဒီရုပ်ရှင်ကပေးတယ်ဝေဒနာကိုကြိုက်တယ်လေအေးလေးကိုကြိုက်တယ်မဟုတ်လေအေးကပေးတယ်ဝေဒနာကိုကြိုက်တယ်ဟာစိတ်ထဲမှာဒီဝေဒနာတွေပေါ်သွားပြီပေါ်လွင်သွားပြီဒီလိုစိတ်ထဲမှာဖြစ်ရမလဲအခုကဝေဒနာကဘယ်ရောက်နေမှန်းကိုမသိဘူးမုံပဲရွေးနေတာပဲဝေဒနာရဲ့ဉာဏ်ထဲမှာမပေါ်သေးဘူးမှန်ကန်တဲ့အမြင်တကူမဟုတ်သေးဘူးအဲ့လိုတွေစသိတာလေသူနဲ့တွေ့လို့ရှိရင်သူနဲ့တွေ့ကျင်တယ်ဆိုသူနဲ့တွေ့လို့ရှိရင်ရတဲ့ဝေဒနာကိုကြိုက်တယ်ဒါမှမဟုတ်သူနဲ့တွေ့ကျင်မကောင်းတဲ့ဝေဒနာတွေအော်ပြောပါလားဘယ်သူမှမလာတော့ဒါပေမဲ့ကျွန်တော်ဝေဒနာလို့မမြင်ငယ်ပါပဲမြန်ပုပ်ကိုပဲမြင်တာပုပ်ကိုမြင်နေဟင်းကကောင်းတယ်မကောင်းဘူးဟင်းကောင်းတာမဟုတ်ဘူးဟင်းကရုပ်ကောင်းတယ်မကောင်းတယ်ဝေဒနာလက်ဖိတ်ရကောင်းလိုက်တာလက်ဖိတ်ရရုပ်မသိတတ်ဘူးလက်ဖိတ်ကိုတောက်လိုက်ကောင်းတာပါဝေဒနာဟာဒါတွေသင်ရတာဒီအခြေခံတွေကိုကျွန်တော်မသိဘဲနဲ့ဘယ်လိုလုပ်ဟိုတရားသိအဲ့တော့လက်ဖိတ်ကြိုက်တာမဟုတ်လက်ဖိတ်ရပေးတယ်ဝေဒနာကိုကြိုက်တာဝေဒနာကိုကြိုက်တာခံစားတာဝေဒနာကြိုက်တာတဏှာအဲ့ဒါမှဝေဒနာနေပါကုနာတဏှာကုတာကျွန်တော်ဝေဒနာနဲ့တဏှာကိုအဲ့လိုစိတ်ထဲမပေါ်ခဲ့မပေါ်တော့လည်းဘယ်နှဖြတ်မှလည်းမသိဘူးဘယ်နှကူးမှလည်းမသိခဲ့ဘူးပေါ့နော်ဒါကြောင့်မလို့ဒီဝေဒနာအကြောင်းလေးကိုအမှန်သိသွားရင်ဘာရတယ်ထွတ်မြောက်ရဝေဒနာနဲ့ပတ်သက်ပြီးလောဘဒေါသမောဟတွေငြိမ့်ပြီးတော့ဝေဒနာနဲ့ကိုယ်ဘလို့နေရမယ်သိလာတာဝေဒနာမှာဒုက္ခဝေဒနာနေလဲဘလို့နေရမယ်ဒုက္ခဝေဒနာပေါ်လဲဘလို့နေရမယ်ဝေဒနာရဲ့အကြောင်းကိုအမှန်သိသွားတဲ့အတွက်မောဟလည်းမရှိဘူးလောဘလည်းငြိမ့်တယ်ဒေါသလည်းငြိမ့်တယ်ဒါပဲတရားကဝေဒနာနုပတနာပေါ့နော်ဝေဒနာကိုရှုကြပွားများတယ်ဆိုတာဒီလိုနားလည်တော့မှာဖြစ်ပါတယ်နော်ဟုတ်ပါပြီ